အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးမှာကတော့တသက်လွတ်ခေါက်ဆွဲသုံးနည်းလေးပဲဖြစ်ပါတယ်ပုံလေးကကြက်ဥလေးကတော့အမျိုးသားစားဖို့အတွက်ပါเนาะခေါက်ဆွဲသုံးလေးကတော့တသက်လွတ်ပါတယ်အာလူလေးပြုတ်ပါတယ်ကျွတ်သွန်လေးအရင်ကြော်ပြီးတော့စီစစ်ပါတယ်ပိုတဲ့စီလေးထဲမှာပြန်ပြီးခဲညင်တီငိုတီးလေးနဲ့ဟင်းအနှစ်လေးချက်ပါတယ်မကြီးသီးနဲ့ထက်ညက်လေးစိန်ထားပြီးတော့အနှစ်လေးလုပ်ခဲ့ပါတယ်ထည့်ခြင်းနဲ့အရွက်လေးတွေလှိဖြတ်ထားလိုက်ပါတယ်ပဲပြားနဲ့တခွားတီးကမရှိလို့မထည့်ခဲ့ရပါဘူးအခုဆိုဟင်းနှစ်လေးလည်းရပြီမကြီးနှစ်လေးလည်းရပြီစီကြက်လေးလည်းရပြီဆိုတော့အတုကလေးစတုပ်ပါတော့မယ်ခေါက်ဆွဲလေးအရင်ထည့်လိုက်ပါတယ်ကိုစားခြင်းတလောက်လေးပေါ့နော်2ယောက်စာလေးပေါ့ထည့်လိုက်ပါတယ်ခေါက်ဆွဲလေးကိုလေကျွတ်သွန်ပြူစီကြက်လေးနဲ့အရင်ဆုံးနေထားလိုက်နော်အနံ့လေးကမှုေးပြီးတော့ဒါအောင်စားကောင်းပါတယ်အရသာလေးစိတ်ဝင်သွားတာပေါ့နော်ပြီးကြလို့ရှိရင်အချိုတက်လေးရအောင်ပဲငပြာရည်လေးနဲ့တစ်ခေါက်ပြန်နေပါမယ်အဲဒါဆိုခေါက်ဆွဲလေးကအခုမှတော့မှုေးပြီးတော့ချုံနေပါပြီကော်ဖီလေးထည့်လိုက်ပါတယ်အာလူးလေးထည့်လိုက်ပါတယ်ကျွတ်သွန်လေးထည့်လိုက်ပါတယ်ပဲပင်ပေါက်လေးထည့်လိုက်ပါတယ်ရှောက်ရွက်လေးရှိရင်လည်းအရန်ကောင်းပါတယ်ရှောက်ရွက်မရှိလို့ပါနော်ခေါက်ဆွဲတုပ်ရဲ့အသက်ကလေအိမ်မကြီးနှစ်လေးပေါ့နော်ထန်ညက်လေးနဲ့မကြီးသေးလေးနဲ့စိန်လာတော့ချူချူချင်းချင်းအရသာလေးနဲ့အရန်ကိုစားကောင်းပါတယ်ဟင်းအနှစ်ကလေးကလည်းကျွတ်သွန်ရဲ့ခရမ်းညင်တီးရဲ့ငြုပ်တီးအနီတောင်ရဲ့3မျိုးပဲပေါ့နော်ထည့်ပြီးတော့ပဲငပြာကြီးလေးအနှဲငယ်နဲ့စီတက်ထားတာလေးပေါ့နော်မထည့်ခြင်းလည်းရပါတယ်ဒီမှာကြိုက်လို့ထည့်တာပါပဲအကျမုံလေးကတော့မပါမဖြစ်ပေါ့နော်ငြုပ်တီးအလှော်မုံလေးထည့်ပါတယ်အတုံးနေလို့ကောင်းလေကျွတ်သွန်ပြူစီချက်လေးနည်းနည်းလောက်ပြန်ထည့်ပါတယ်စီစစ်ပြီးအေးခံထားတဲ့ကျွတ်သွန်ကြော်ကျွတ်ကျွတ်လေးထည့်ပါတယ်ခေါက်ဆွဲတုပ်လေးကလေကျွတ်သွန်ကြော်လေးနဲ့တအားကိုလိုက်ဖက်ပါတယ်နောက်ဆုံးကြရင်လေကျွတ်သွန်ပြူအရသာငရုတ်စီလေးပေါ့နော်ဒီမှာဝယ်ရလွယ်တဲ့ဟာလေးကိုအနှဲငယ်လေးထည့်ခဲ့ပါတယ်မထည့်ခြင်းလည်းရပါတယ်နော်အရှိရဟာရင်းနဲ့တင်တော်တော်အဆင်ပြေနေပါပြီအနံ့လေးမွေးအောင်လေတံမြာသီးလေးညှစ်ပါတယ်ရှောက်ရွက်လေးရှိရင်လည်းဒီနေရာမှာထည့်လို့ရပါတယ်နော်အတုပ်လေးကိုလေခပ်ဖွားဖွားလေးနဲ့နှမ်းဆန်းအောင်တေချာလေးနေပေးပါမယ်နော်အရန်ကြီးမညစ်ပါနဲ့နော်ခေါက်ဆွဲကြီးပြီးနဲ့ပြတ်ထွက်သွားရင်စားမကောင်းပါဘူးဒီခေါက်ဆွဲတုပ်လေးရဆိုရင်လေဒီမှာတက်တက်လွတ်စားတဲ့နေတိုင်းလို့အများတန်းလို့တုပ်စားဖြစ်ပါတယ်ချင်းငန်ဆက်လေးမလို့အာသာလဲပြေအရသာလဲရှိဘိုင်လဲပြေးတဲ့အစားစားလေးပေါ့နော်ဒါကတော့ရုံးကပြန်လာတဲ့အမျိုးသားစားဖို့အတွက်ခွက်သေးကိုပြင်ဆင်ပေးလိုက်ပါဦးမယ်နော်သူ့ဖို့အတွက်ကတော့ဟိမာကကြက်ဥလေးပါထည့်ပေးခဲ့ပါတယ်ပဲစော်လေးရှိရင်လည်းဖြူပေးလို့ရပါတယ်အိမ်မှာကုန်နေလို့ပါနော်ပုံမှန်ဆိုရင်လေတခွားသီးစိတ်လေးနဲ့ပဲပြားကြော်လေးပါထည့်ထုတ်စားလေးရှိပါတယ်ဒီနေ့ဝယ်မထားမိလို့ပါနော်ရှိဆက်ပြီးတော့လဲတက်လွတ်ဖြစ်ပြီးတော့အရသာရှိတဲ့ဟင်းနေရာတွေကိုတင်ဆက်ပေးမှမလို့ဟိမရဲ့ YouTube channel လေးကိုတွားရောက်လဲပတ်ပြီးတော့ subscribe လေးပေးပါအောင်နော်ကျေးဇူးတင်ပါတယ်Bye bye